Okay မင်္ဂလာပါဘလော့တွေရိုက်မရိုက်မင်းနဲ့ကျွန်တော်မရိုက်ဖြစ်ဘူးအခုကျွန်တော်တို့ပြန်သွားမယ်နေ့တဲ့သားလေးစားပြီးတော့အခန်းပြန်လာတဲ့ခါကျလို့ရှိရင်ကျွန်တော်သုံးဖြစ်နေတဲ့ supplement ပေါ့နော် supplement လေးတွေပြမယ်ကျွန်တော်လည်းမေးထားရလေးလည်းရှိတာပေါ့ဘယ်လိုပါ supplement တွေသုံးလဲပါညာပေါ့နော်အဲ့လေးတွေပြန်လာလို့ရှိရင်ပြောပြပေးမယ်ဆိုတော့အခုကျွန်တော်တို့မေးတဲ့တော့စားလိုက်တချို့လည်းမေးကြတာရှိရ brother ဘာလို့အိမ်ထဲမှာအော်တိုကြီးဆောင်းတာလဲကျွန်တော်စပင်းနဲ့တအားရှိနေဒီလိုမျိုးဖြစ်နေဒါကြောင့်မလို့ကျွန်တော်အော်တိုဆောင်းထားပါတယ်ပြီးတော့အခုလဲဒါအပြင်သွားမှာမဟုတ်လို့ပေါ့နော်အပြင်သွားမှာဆိုတော့နေပူတယ်အော်တိုကတော့လိုတယ်ဆိုတော့ကျွန်တော်အိတ်လေးတစ်ချက်သွားယူလိုက်အောင်စဖုံးကိုပဲနားထားလိုက်မှတော့မသိပြောမိတာပြောနေ Let's go ဟိုကျွန်တော်တိုင်အောင်ဆဲလာပြီနော်ကျွန်တော်ဒီရောက်တော့မကြသေးဘူး2လလောက်ပဲရှိသေးတယ်ကံကောင်းကျွန်တော်မရောက်ခင်1လလောက်မှာပဲဆိုင်တစ်ဆိုင်ဖွင့်တယ်ဗျနော်တရုတ်ဆိုင်လေးတရုတ်စားစာရခိုင်စားစာအဲ့ဆိုင်တစ်ဆိုင်ဖွင့်တယ်အဲ့ဆိုင်မှာသွားစားမှာပေါ့ပုံမှန်ဆိုတော့ကျွန်တော်ဒီ breakfast အခုဆိုလို့ရှိရင်ဒါ7နာရီထိုးပြီမရမ်းမသိပြောင်းပြန်ဖြစ်နေမလားလေ7နာရီထိုးမှာပဲကျွန်တော် breakfast စားတယ် fasting လုပ်နေမနေ့က6နာရီခွဲလောက်ကနောက်ဆုံးစားတာပေါ့လေဟိုစားမစားပဲနေနိုင်သလောက်ထိပေါ့အနည်းဆုံး18နာရီ18နာရီလောက်ထိကိုကျွန်တော်နေ fasting လုပ်တာပေါ့ဆိုတော့အခုမှပဲနေ့လေတော့ breakfast ကိုအခုမှစားတယ် breakfast ဆိုတာဟာလေ breakfast ပေါ့ fasting ကို break လုပ်လိုက်တာအဲ့တော့အခုမှ breakfast စားတာပေါ့အဲ့တော့ဘာရှိလဲဆိုတော့ပူအဆက်တော့စားလို့မရဘူးဗျပုံမှန်ဆိုလို့ရှိရင်တော့ကျွန်တော်ထမင်းကြော်စားတယ်ထမင်းကြော်စားတာအခုကတော့ဒီနေ့ခြေအိုးလေးမှာထားတယ်နည်းနည်းပြောင်းလဲလေးဖြစ်တော့ခြေအိုးလေးမှာထားတယ်ပြီးတော့ချက်ဥမှာထားတယ်နေလည်းပြင်းတယ်ကျွန်တော်တို့ပြားဦးဟုတ်ဘလော့ရိုက်နေရဲဟုတ်ရောက်ကြည့်ရပါစေဟိုကျွန်တော်ချိန်နေတာအဲ့ဘက်မပါဘူးဘောကိုချိန်ကထိန်တမတ်ရှိလားတမတ်မရှိတသိန်းနဲ့ရတယ်10သိန်းနဲ့ရတယ်ကထိန်ခင်းပါလေငါတို့မှလည်းနဲတယ်ရောက်အခုရဘလောက်တောင်ရိုက်လာတယ်ရောက်မရဘူးရောက်နေရစတမင်းကြီးအောင်တော်ပါနေပြီဒီမှာခင်ဗျာဇော်ရဲနောက်ပြန်ရိုက်တူခံနေဟမ်နောက်ပြန်ရိုက်ကျွန်တော်ဒီမှာပြောလို့မရဘူးရပြီလားကျွန်တော်သွားရမယ်နော်ဟုတ်ချင်းနဲ့ပါကိုကြီးရတယ်ဒီအပိုင်းအလှူတွေများသွားတာကိုကြီးကအိမ်ပြန်သွားတယ်လေသွားကြတော့တာနှစ်ဖူးတွေပါရောင်လို့တောက်လျှောက်လိုက်ကြတော့မရဘူးကိုကြီးမရဘူးအဲ့ဒါရတာပါကွာတတင်းကျုံမှာပြန်ကြတော့ရတယ်ဗျအခုတော့ကထိန်ခင်းဖို့အတွက်အလှူခံတာပေါ့နော်တော့ပြောနေဆိုဆိုင်ရောက်မှာပဲကျွန်တော်ပြန်တွေ့မယ်ရောက်တော့မှာပါဆိုင်ကလမ်းလျှောက်လဲနီးပါပဲဒီကိုဆိုလို့ရှိရင်ကိုကြီးအောင်နဲ့မင်းပါလဲကျွန်တော်ဘလော်လေးရိုက်တယ်လို့ကျွန်တော် game swing လုပ်တယ်မင်းက game swing မှာလားတဲ့သူကအဲ့လိုမျိုးပြောတာမင်းက game swing မှာလို့ပဲကျွန်တော်ပြောထားမင်း maybe နောက်ပိုင်းကျတော့ game swing ပါအလုံးကောင်းမလားဒီနေ့တစ်ခါလေတော့ကျွန်တော်ဆော့ပစ်ပါတယ်ခုနောက်ပိုင်းဆိုလို့ရှိရင်ပေါ့ game swing တွေပါလေလုံးဖြစ်မလားမသိဘူးဆိုတော့ live ဆိုပြီး channel တစ်ခုရှိအဲ့မှာပဲကျွန်တော်လုံးဖြစ်လိမ့်မယ်ထင်တယ်လုံးဖြစ်တယ်ဆိုလို့ရှိရင်အခုနေ့လည်းစားမဆိုင်ရောက်ပြီကျွန်တော်ပြန်မယ်ဒီကကောင်လေးပြောရှက်ကောင်နှလုံးဖောက်နေငယ်လေးနဲ့နှလုံးဖောက်နေတာနေမကောင်းလို့မောလို့တယ်ညီလေးဒါပေါင်းကွာကိုကြီးဘယ်သူကရင်သွေးယူပေးမှလဲဒီဘက်ကလာမပါဘူးလေဟိုဘက်ကနေပဲပေးပေါ့ကျွန်တော်
ကျွန်တော်နောက်ကိုဝင်မရနဲ့ကျွန်တော်နောက်ကိုဝင်မရနဲ့ဖြတ်သွားတာတော့ဘာမှမမြင်အောင်လေဟုတ်တယ်မလားအမမမြင်အောင်လေဖြတ်သွားရင်လည်းကနန်းသွားလေးသွားပေါ့ဒီလိုမျိုးဘေးဆောင်လေးသွားဆိုင်ကပြောင်းပါလားဟိုကောင်ဟောဒီမှာဟမ်ဟောဘယ်လိုရောက်ပါပြီတဲ့တန်းကပြီးသွားလွယ်မနေဘူးလိုက်ပြီဆရာတက်လိုက်သေး နည်းနည်းဆန်းဆန်းနဲ့ဒီအိုက်ဘူးဒီလုံးလေးဖမ်းနိုင်ပါလားဟမ်စိတ်တက်ကမာတာပေါ့နှစ်ယောက်တည်းလားငါမနှစ်ယောက် မဟုတ်ဘူးညာကြီးပဲလူကအကုန်လုံးအရင်ကြပါဘူးဝဲဦးကြောင်းကလေကျွန်တော်စားဘူးတလောက်ဆိုလို့ရှိရင်ပလောအကောင်းဆုံးပဲကျွန်တော်လက်ကရေခွန်ပါနေရလားမသိအိမ်မှာဒီထမင်းတွေပါတယ်ထမင်းစလောင်းမိုးတွေပါတယ်လှန်လို့ရှိရင်ပူမပူသူများတယ်ဆိုလို့ရှိရင်မပူကျွန်တော်ဒီဟာလေးနှစ်ခုထုတ်ပေးလိုက်ကောင်းတော့ပုံနေလို့လည်းပဲအတော်မှားရဲ့ မျိုးပြီးတော့ဆိုဘလုံးကြီးကလေးစားချ ဟိုနေ့ကောနော် ဒီဘက်မှာပုံနေ ဟိုနေ့ထမင်းကိုဒီနေ့ကြာစံဖြစ်သွားအခုကျွန်တော်ဘယ်လောက်ကြာ ဖြစ်တော့မယ်900ယူရစစ်တော့မှတ်တာတက်တာ ဒါထိုင်နိုင် ဘိုင်ဘိုင်လမ်းလျှောက်ဦးနာအန်ဒီရဲ့ပြောလမ်းလျှောက်ရိုက်သွားရောကလုတ်တိုက်နေဦးဟုတ်လားဟုတ်တယ်ကိုကဗီဒီယိုရိုင်နေဆိုလို့ရှိရင်ရှေ့ကြည့်နောက်ကြည့်နည်းနည်းကြည့်ရသေးတယ်အဲ့ဘလို့ဒီမလို့ဖြစ်ရခြင်းအဓိကလည်းအဲ့ဒါပဲဘဝင်းချင်းawareness လေးထားတာရယ် awareness ကတော့ထားတာပေါ့နောက်ပြီးတော့ကိုကင်မရာမန်ခေါ်လိုက်လို့ရှိရင်တော့အဆင်ပြေသွားမှာပေါ့နောက်ပြီးတခြားသူတွေပေါ့အဓိကတခြားသူတွေအနွိုင်းဖြစ်မှာဆိုလို့လေဟုတ်ဆိုလို့ရှိရင်ကျွန်တော် coffee ဝယ်ချင်တယ် coffee တောက်ချင်တဲ့စိတ်ဖြစ်နေ coffee ဝယ်ချင်တယ်အဲ့မဲ့အဲ့ဒီဟာကိုထည့်ရိုက်ဖို့ကျတော့ company ငယ်လေးရောင်းတာဆိုတော့တို့ရှက်နေပါဗျာဟိုဆိုပြမှာမဟုတ် coffee တရားနဲ့သုံးဝယ်လိုက်မယ်ပြီးတော့မှကျွန်တော်ပြမယ် coffee နဲ့ချက်ဥနဲ့မ coffee ဝယ်လာ coffee ဆိုင်မှာတော့ဗီဒီယိုမရိုက်တော့ company ရှက်နေမှာဆိုလို့တချို့ကြောင့်လည်းလို့ကင်မရာချိန်တိတ်မကြိုက်ဘူးโอเคကျွန်တော်တိုက်အောင်ရောက်ပြီဟဲ့ခမ်းပေါ်ရောက်မှာပဲကျွန်တော်ပြန်တွေ့ကြတော့โอเคခမ်းပြန်ရောက်ပြီဆိုတော့ကျွန်တော်ခင်ဗျားတို့ပြောထားတဲ့ supplement လေးတွေပြမယ် supplement တွေမဟုတ်ဘူးเนาะဒီ supplement မပြောမှာပေါ့အစာပြင်သုံးတဲ့ဟာဆိုတော့အားလေးကျွန်တော်ပြမယ်โอเคပထမဆုံးဒါခုဒါကျွန်တော်တောက်ရမယ်ဟာပေါ့နော်Optimum on อ่ะထုတ်တာ on Optimum nutrition ပေါ့။ဒါသူရဲ့တစ်စိတ်က on တဲ့။ဆိုတော့အဲ့ရင်ထုတ်တာသူOptimumဆိုတာဒီကောင်ထဲမှာဘာတွေပါလဲဆိုတော့ဒီကောင်ကအမှားတဲ့ဟိုအစာနဲ့သုံးလုံးတောက်ပါတဲ့။ဒီထဲမှာဘာတွေပါလဲဆိုလို့ရှိရင်ဖတ်ပြမယ်နော်။အကျဉ်းဗီတာမင် A C D E K သိုင်ယာမင်နိုင်ယာဆင် B6 ဗီတာမင် B12 ဘိုင်ယိုတင်အစုံပဲဒီမှာဆိုလို့ရှိရင် L-arginine တို့ဒါယောက်ျားလေးတွေကောင်းတဲ့ L-arginine တို့ L-glutamine တို့အစုံပဲဒီကောင်တွေလည်းပါတယ်ဒီကောင်ကိုအစာနဲ့3လုံးတောက်လိုက်ပါဗျာအစာနဲ့3လုံးတောက်ဆိုတော့ကျွန်တော်ပြန်လာခဲ့မယ်ရေဘူးတော့ရေခွက်တောက်လိုက်အော်အင်းလေးရောက်အထုတ်ချွတ်လိုက်တော့ဒီဘူးကတော့zinc magnesium aspartate ဆိုတာညဘက်အိတ်ခဏကြီးကျွန်တော်တောက်တယ်သူကလည်း3လုံးနဲ့ဘက်4ဘက်မှာတောက်ပါတဲ့ main ကလေးဆိုရင်2လုံးတောက်ပါတဲ့အဲ့ခင်တော့ကုန်းတော်နေကျွန်တော် creatine ညနေလေးချိန်ကလောက်ခံနေတောက်တယ် creatine ကျွန်တော် creatine အမှုန့်တောက်လို့ရှိရင်နည်းနည်းဟိုဖြစ်လို့ဆေးလုံးမတောက်ဒါ BCA ဒါတော့ဒီကောင်ကမတောက်ဖြစ်ဘူးဂျင်သွားတဲ့ရက်တွေမှာမတောက်ကျန်တဲ့ချိန်ဆိုမတောက်ဖြစ်ဘူးဆိုတော့ဒီဘလော့လေးတော့ဒီလောက်ပါပဲစပင်းလေးရှည်နေလို့အုတ်ထုတ်ကြီးတကားကားနဲ့ဖြစ်နေတယ် sorry ပါဆိုတော့တက်တာကျွန်တော်နောက်ဗီဒီယိုမှာထပ်တွေ့ကြ